ထုံးစား laptop နေပြီးတော့ဒီနေ့ရောင်းချပေးမယ့် laptop လေးကတော့ HP Pavilion မှာ H360 ကို2 in 1 laptop လေးပဲဖြစ်ပါတယ်ဒီကောင်ကတော့ Intel Core i5 ကိုမှ13 Gen RAM 16 SSD က512နဲ့ရမယ်ပြီးတော့ graphic အနေနဲ့ကတော့ Iris HD graphic ကိုမှသူက 8GB ထပ်ပါမယ်ပေါ့နော်ပြီးတော့ဒီကောင်လေးကကြတော့360ခေါက်လို့ရမယ်ကျွန်တော်360ခေါက်ပြီး tablet ဘုံနဲ့သုံးမယ်ဆိုလည်းသုံးလို့ရတယ်ပြီးတော့ဒီကောင်လေးရဲ့ screen size က73.6ကိုမှ Full HD display 1920x1080p နဲ့ရမယ်ခင်ဗျာပေါ်ဒီအနေနဲ့ကတော့ဒီကောင်လေးမှာ HDMI တစ်ပေါက်ပါမယ်ဒီဘက်မှာ USB Type C တစ်ပေါက်ပါမယ် Audio jack တစ်ပေါက်ပါမယ်ဒီဘက်မှာဆိုရင် USB နှစ်ပေါက်ပါမယ် Original charger တစ်ပေါက်ပါမယ် SD card ထည့်ဖို့အတွက် SD card reader လေးတစ်ခုပါမယ်ခင်ဗျဒီကောင်လေးရဲ့ဈေးနှုန်းကတော့28,500ကျပ်အတည်နဲ့ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျ